လူတွေကပစ္စည်းတွေဝယ်ရမို့အဲ့ဒီပစ္စည်းကသူတို့အကြောင်းဘာတွေပြောနေလဲသူတို့ဘယ်လိုခံစားရစီလဲဆိုတော့ identity တစ်ခုကိုဝယ်တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲလင်နိုင်ပါရေးဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်တယ်ကျွန်တော်တို့ရှားပါပစ္စည်းမဟုတ်ဘူးပေါ့ဒါပေမဲ့ရေဝဲရောင်းနေတဲ့ EVN ဆိုတဲ့ကုမ္ပဏီကတော့ဘီလီယံနဲ့ကိုချီပြီးတော့တန်ဖိုးရှိပါတယ်အိမ်မှာတောက်နေတဲ့ coffee တွေကကျွန်တော်တို့ဈေးပေါ်ပြီးတော့ cafe အမေဆုံးလိုမျိုး brand ကတော့လူကြိုက်များပြီးတော့အောင်မြင်နေတဲ့ brand တစ်ခုဖြစ်ပါတယ်နည်းပညာပစ္စည်းတွေအများကြီးရှိပေမဲ့နည်းပညာ product တွေအများကြီးရောင်းနေတဲ့ company တွေအများကြီးရှိပေမဲ့ Apple ကတော့ဈေးကွက်ကိုဦးဆောင်နေတဲ့ company တစ်ခုပဲဖြစ်ပါတယ်နာရီလည်းအများကြီးရှိတယ်ဈေးပေါ်ဈေးနဲ့အချိန်ကိုကြည့်လို့ရတယ်ဆိုပေမဲ့ Rolex ကတော့တန်ဖိုးထားပြီးဝတ်ဆင်မှုရှိတဲ့နာရီ brand တစ်ခုပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတာကိုကျွန်တော်ဥပမာနဲ့တကွာပြောပြပေးမယ် EVN ကရေကိုရောင်းတာမဟုတ်ဘဲနဲ့ purity တန့်စင်မှုဆိုတာကိုရောင်းတာပဲဖြစ်လို့ပါကဖေးအမေဆုံးကတော့ coffee ပဲတက်ရောင်းတာမဟုတ်ပဲခရီးသွားရင်နားခိုလို့ရတဲ့အပန်းဖြေလို့ရတဲ့ Oasis လိုနေရာလေးတစ်ခုကိုပဲရောင်းတာဖြစ်ပါတယ် Apple ကတော့ကျွန်တော်တို့ဒီနည်းပညာတွေဖုန်းတွေကိုရောင်းတာမဟုတ်ဘဲနဲ့အဲ့ဒီပစ္စည်းကိုပိုင်ဆိုင်လိုက်တဲ့အခါဖြစ်လာမဲ့ယုံကြည်မှုနဲ့အဆင့်အတန်းတစ်ခုကိုရောင်းတာပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်နိုင်တွေကကျွန်တော်တို့အချိန်ကိုကြည့်လို့ရတယ်ဈေးနဲ့ဈေးများများဒါပေမဲ့ Rolex ဆိုတဲ့နိုင် brand ကကျတော့ဂုဏ်ယူဝင်ကြောင်းမှုနဲ့ယုံကြည်မှု price and confidence ကိုရောင်းတာပဲဖြစ်ပါတယ်အနည်းချုပ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ branding တစ်ခုရဲ့ power စွမ်းအားတစ်ခုပဲဖြစ်ပါတယ်ပစ္စည်းတွေကိုကျွန်တော်တို့ကူးချလို့ရတယ်ဈေးချပြီးတော့အပြိုင်ဆိုင်ရောင်းလို့ရတယ် premium brand တွေ level တစ်ခုမှရှိတဲ့ brand တွေကကျွန်တော်တို့ပစ္စည်းကိုရောင်းတာမဟုတ်ဘူးအဲ့ဒီပစ္စည်းကိုသုံးလိုက်ပြီဆိုရင်ရလာမဲ့ emotion နဲ့ခံစားချက်ကိုရောင်းတာဖြစ်ပါတယ် premium ပစ္စည်းတွေကဒီပစ္စည်းတွေကိုဝယ်ပါဆိုပြီးတော့ရောင်းတာမဟုတ်ဘူးအဲ့ဒီပစ္စည်းတွေကိုသုံးလိုက်ရင်ဖြစ်လာမဲ့ပုံစံကိုရောင်းတာပဲဖြစ်ပါတယ် branding နဲ့ပတ်သက်တဲ့ knowledge တွေကိုသိချင်တယ်ဆိုရင် I love follow လုပ်သွားလိုက်ပါနောက် video မှာပြန်ပြကြတာပေါ့